မန္တလေးမှာကျွန်တော်တို့နည်းပေါ့လေဗါတယ်မန္တလေးမှာဒုက္ခရောက်တယ်ကလေးငရင်ဘေးဒုက္ခရောက်တဲ့အခါကျတော့ကျွန်တော်တို့ကပထမဆုံးတွားတယ်ပေါ့လေတွားပြီးတော့ဦးကြည်ရွှေနဲ့မန္တလေးကလူတွေကိုနည်းပေါ့အလုတ်ခိုင်းကြည့်လိုက်တယ်ခိုင်းကြည့်လိုက်တဲ့အခါကျမန္တလေးကလူတွေကအစင်မပြေဘူးအစင်မပြေတာဘယ်လိုကြောင့်လဲဆိုတော့သူတို့မှစစ်တီစိတ်ဓာတ်မရှိဘူးအဲ့ဒါနဲ့ကျွန်တော်ရွာကိုပြန်ပြီးတော့ဦးကြည်ရွှေရွာကိုပြန်ပြီးတော့ခေါ်ပေါ့လေခေါ်တဲ့အခါကျွန်တော်ရွာလူတွေခေါ်လာတယ်ခေါ်လာတဲ့အခါကျဦးကြည်ရွှေကသူကလေကိုနင်းပြတယ်လေရွာလူတွေဒီလိုလို့ဦးကြည့်ရွှေပြတဲ့အခါကျတော့ကျွန်တော်ရွာလူရတယ်အကုန်လုံးဟိုနင်းတယ်လေလှုပ်တတ်တဲ့လူတွေပါတော့မလှုပ်တတ်တဲ့ပေါ့အကုန်တင်လိုက်တာပေါ့လေဆရာတင်လိုက်တဲ့အခါကျတော့အကုန်တက်သွားတယ်တက်သွားတဲ့အခါကျတော့ကျွန်တော်တို့ကမန္တလေးမှာဟိုဗါတဲ့ကျောင်းသားတွေကိုလိုက်ပြီးတော့ဟိုနေလှုပ်တဲ့အခါကျကျောင်းသားတွေကတော်တော်ခက်ရခက်ကြီးရောက်တယ်ကျောင်းကြီးတွေကောင်းနေပြီတဲ့ကျောင်းကြီးတွေကပြီးတော့လာကောင်းတယ်အထဲထဲဝင်သွားတော့အကုန်လုံးကိုကားတွေဖြစ်နေကိုယ်အဲ့နေတဲ့အခါကျတော့မဝင်နေကျောင်းသားတွေလည်းအထဲတော့မဝင်ရဲဘူးလေဝင်ရတဲ့အခါကျတော့ဒီကျောင်းသားတွေဟိုပြည်လဲဖို့အတွက်ဆိုပြီးတော့ကျွန်တော်တို့အဖွဲ့ကဘာဖြစ်လဲဆိုတော့ဒီကျောင်းတော်လေးဆောက်ပေးတဲ့အခါကျတော့သူတို့ကဒီကျောင်းသားမိဘတွေလည်းစိတ်ချမ်းသာသွားတယ်ကျွန်တော်တို့ကလည်းစိတ်ချမ်းသာဘာလို့စိတ်ချမ်းသာတော့ကျောင်းသားလေးလူကြည့်ရတဲ့အခါကျကျောင်းသားလေးတွေပေါ်ပေါ်ချွင်ချွင်နဲ့ကျောင်းသားတက်နေတဲ့အခါကျတော့ကျွန်တော်တို့ကပို့ပြီးတော့စိတ်ချမ်းသာနောက်အဲ့လိုဒီမှာလာပြီးတော့ဒီဟိုမန္တလေးမှာလာပြီးတော့ကျွန်တော်တို့ရွာလူတွေကလှုပ်တဲ့ခါကျတော့အခုသူတို့ပြန်သွားတဲ့ခါကျတော့သူတို့ကအရက်လည်းမတော့တော့ဘူးတချို့ဆိုကွန်းလည်းမစားတော့ဘူး这些志工呢，现在又开始吃素，他们吃素的部分也带动起来了。所以咱需要爱多结善缘呐，需要咱就赶紧做福缘，安尼去做，师父就甲恁讲支持啦，咱国际间大家人拢知影，遐就是真需要，咱遮就安尼去支持，安尼恁了解无？恁多做啦。自然多得啦！大家讲我会员我要投入无？会员我要投入个很有意义。会员要投入，安尼就慢慢恁就家己徛起来，恁这个国家就会当持续人多，去付出，安尼恁就家己会独立，这是师父真期待亲爱的家人，金色支部。慈济家人，大家好。我做缅甸100米，Hello 呢，我厂里出去了，我自己有变路了，自己都没有的哩，我第二天呢来让路下来，跑运的，中间来呢让路下来不，原来嘛开始的路嘞，路上路下来就。ကျွန်တော်ကနေစလုပ်တာအဲ့ဒါနဲ့အိမ်နာလူလေးတွေလည်း5ယောက်လောက်လုပ်တယ်နောက်5ယောက်လောက်ကနေ15ယောက်လောက်ပေါ့စလုပ်တယ်အဲ့ဒါနဲ့အခြားနေရာမှာအခက်အခဲရှိတဲ့လူတယောက်ကိုကျွန်တော်အဲ့တုန်းကတော့ဆန်စုဘွားကြီးတယ်10လုံးလောက်ဝင်တာပေါ့အဲ့ဒါ15ဦးလောက်ဆိုတော့အိမ်တအိမ်ရဲ့အခက်အခဲကိုကူညီလိုက်တာတစ်လလောက်ဖြတ်သန်းလို့ရတယ်အဲ့ဒီကနေစပြီးဆန်လဲစစုဖြစ်သွားတာဒါတဲ့ကျေးဇူးကြောင့်အခုလိုမျိုးညဝိခွင့်လည်းရတယ်ကုသိုလ်တွေလည်းအများကြီးရတဲ့အတွက်ဒီနေ့သာရံပေးပတ်စံ1000ပေးလို့ရှင်ဒီနေ့သုံးရင်ကုန်သွားမှာသာရံဤပညာသင်ပေးတဲ့အတွက်ကုသိုလ်ရေးလည်းမကုန်တပွားလုံးသုံးလို့မကုန်တော့有够多啦，总是呢，布施。世界忍辱、清净、禅定、智慧、六度，这6种的方法来度人。你看，布施为第一，六度中啦，布施为第一。贫困的人，现实的生活真困难，我们尽量呢，赶紧去帮助。所以讲咱也可以咱尽量做。